สวัสดีครับမင်္ဂလာပါမှတ်သားလို့လွယ်ကူမဲ့နေ့စဉ်သုံးထိုင်းစကားလုံးတွေကိုဒီဗီဒီယိုမှာပြပြမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်တော့ပေးဖို့ပြောရချင်ပါတယ်ထိုင်းစကားမြန်ပြောတတ်ဖို့ဆိုရင်နေ့စဉ်သုံးထိုင်းစကားလုံးတွေကိုစိတ်ရှိရှိနဲ့စိုင်းမှတ်ပြောကြဖို့လိုပါတယ်ဒီနေ့ဗီဒီယိုကတော့မိမိတို့ရဲ့လုပ်ငန်းခွင်မှာရောပြင်မှာရောပြောလို့ပြောထားရှိတဲ့ထိုင်းစကားလုံးတွေကိုဒီဗီဒီယိုမှာပြပြပေးတော့မှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ဗီဒီယိုကိုစလိုက်ရအောင်အလုပ်သွားတယ်ไปทำงานไปทำงานไอเปียนเนี่ยกลับบ้านกลับบ้านအချိတ်ဘူးဆင်းတယ်သူမဟုတ် OD ဆင်းတယ် time OT time OT ဟင်းချစ်တယ်ทำกับข้าวทำกับข้าวยีชูတယ်อาบน้ำอาบน้ำซื้อตัวတယ်ไปตลาดไปตลาดဆရာဝန်သွားပြတယ်ไปหาหมอไปหาหมอဖုန်းလိုချင်တယ်อยากได้โทรศัพท์อยากได้โทรศัพท์အင်ဂျီသွားဝယ်တယ်ไปซื้อเสื้อไปซื้อเสื้อကျောင်းသွားတယ်ไปโรงเรียนไปโรงเรียนဆေးရုံသွားတယ်ไปโรงพยาบาลไปโรงพยาบาลအလှူသွားလုပ်တယ်ไปทำบุญไปทำบุญบานသွားတယ်ไปธนาคารไปธนาคารဘုန်းကြီးကျောင်းသွားတယ်ไปวัดไปวัดဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကဒီလောက်နဲ့ပဲဆုံးသတ်မှာဖြစ်ပါတယ်ဒီဗီဒီယိုကတဲ့အတွက်ကြိုးတစုံတရားရှိခဲ့မယ်ဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့သိချင်တဲ့စကားလုံးများရှိခဲ့ရင် comment မှာရေးပြီးတော့မေးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်